တက်တဲ့လူမာတော့ကိုယ်အနေနဲ့အများဟာစိတ်ဒုက္ခတွေခံစားရစေဖို့ကိုယ်အပြစ်မယူဆွေးနွေးစကားအပါဝေအနာဝေချစ်သူဝေးဝေးဝါပါလေလားဝေအသက်လူချစ်သူနဲ့လေကြောင်းလေးတက်တဲ့အသေးယူမရှိရဲ့လူမောင်ချာနာလေး